တော်ပဲပညာရှိတွေ့တုံလေးကျွန်တော်မေးခွန်းလေးတစ်ခုမေးခြင်းလို့ မသိတာဆိုတော့မေးဒါပေမဲ့လမ်းစာလဲရှာငါတို့ထွက်ပေါက်မရှိဘူးပိတ် အေးဟုတ်တယ်ဟိုဥစားလေဟိုခင်ဗျားတို့လူတွေပြောနေတဲ့ညီကိုဆိုတာအဲ့ဒါဘာဟုတ်ခေါ် ညီကိုဆိုတော့နို့ဆိုဘက်ကိုနို့ဆိုဘက်မအေနို့ကိုအတူတူဆို့လို့နို့ဆိုဘက်အဲ့ဒါကိုညီကို အော်မင်းတို့အတူတူဆိုတာညီကို အေးပေါ့ အဲ့ဆိုကျွန်တော်နဲ့ကျွန်တော်သားကြတော့ မင်းတို့ကြတော့တားဖာဖြစ်သွားပြီ ခင်ဗျားပြောတော့နှုတ်ဆိုပဲညီကိုဆို အေးပညာရှိမျက်စိလဲပညာရှိတော်တော်မျက်စိလဲငါ့ကိုရှင်းအောင်ပြော ရှင်းတယ်လေ မမရှင်းဘူး အဲ့ညီကိုဆိုတာဘာဟုတ်ခေါ်တာလဲလို့ မအေနို့ကိုအတူတူဆုတ်ခဲ့တဲ့သူမို့လို့သူကညီကိုခေါ်တယ် မအေးတို့အတူတူဆို အတူတူဆုတ်တော့ညီကို အဲ့ဆိုကျုပ်နဲ့ကျုပ်သားရောလို့ မင်းတို့ကသားဖာ ခင်ဗျားတို့နှုတ်ဆိုဘက်ကညီကိုဆိုရှောက်ဇာတ်တရားဥစားလေးနဲ့ ဘာမြင်ရှောက်မွေး ဟဲ့ဟန်ရင်မန်ဟိုပညာရှိဒီဟန်ရင်မန်လည်းလမ်းပြောက်လာတာတကယ်ဘယ်လိုလုပ်မလဲကျုပ်တို့